ပိုင်းနှစ်ရဲ့အစမှာဆိုရင်တော့လျှို့ဝှက်ခန်းထဲမှာတယောက်တည်းအရက်တွေထိုင်တောင်းနေတဲ့ထဲဆန်းကိုတွေ့ရမှာဖြစ်ပြီးတော့အထီးကျန်စွာထိုင်နေရတဲ့တော်ပကီဆိုင်ကခွန်ဆွဲရဲ့စကားတွေကိုသူနာထဲမှာပြန်လည်ကြားရောက်နေခဲ့ပါတယ်။အချိန်အကြာကြီးအသက်ရှင်ပြီးတော့လူကောင်းတွေကိုကာကွယ်ပေးရမှာပေါ့ဆိုတဲ့ခွန်ဆွဲရဲ့စကားကြောင့်သူတခုခုကိုတွေးမိသွားပြီးတော့တပ်ပြင်းရှည်ကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်ပါတယ်။စိတ်ကာလာတော့ကထရန်ကမီရိုနဲ့အတူတူဆိုင်တစ်ခုမှရောက်နေခဲ့တာဖြစ်ပြီးမီရိုကတော့ကလစ်ကလေးတွေကိုကြည့်ကဘန်ဝူအတွက်လက်ဆောင်ဝယ်ပေးဖို့လုပ်နေခဲ့တာဖြစ်ပါတယ်။အဲ့လိုရွေးချယ်နေတဲ့အချိန်မှာပဲဈေးထဲမှာဆူဆူညံ့ညံ့အတန်တွေကထွက်ပေါ်လာခဲ့တဲ့အတွက်ကြောင့်သွားကြည့်လိုက်တဲ့အချိန်မှာတော့သူ့အသက်ကိုချမ်းသာပေးဖို့အတွက်လူဆိုးနှစ်ယောက်စီမှတောင်းပန်နေတဲ့လူတစ်ယောက်ကိုတွေ့လာရပါတယ်။လူဆိုးတွေကတော့ပတ်စံလိုချင်တာမို့ဒီနေ့ရှာထားသမျှတွေအကုန်ယူလာလို့ပြောကထိုရွာသားကိုစောင့်ကန်လိုက်ပါတယ်။အဲ့ဒီချိန်မှာရွာသားရဲ့မိန်းမဖြစ်သူရောက်လာပြီးတော့ဒီငွေတွေကသူမရဲ့သွေးနဲ့ချွေးနဲ့ရင်ပြီးရှာထားရတာမို့ငါ့ကိုတက်ပြီးမှယူသွားလို့ပြောလိုက်ပါတယ်။ဒီဖြစ်ပျက်တွေကိုကြည့်နေတဲ့ထရန်ကအခုချိန်ထိဟန်ရမ်းမြေမှာဓမြတွေကြံနေသေးတာပဲလို့ပြောလိုက်ပါတယ်။မီရူကတော့အဲ့ဒီမိန်းမကြီးကိုတနာလို့သွားပြီးကူညီရအောင်လို့ပြောလိုက်ပေမဲ့ထရန်ကသူကြည့်လုံးမှမို့လုံးဝကိုဝင်မပါနဲ့လို့ပြောလိုက်ကသူ့လက်ထဲမှာကင်လာတဲ့အထုပ်တွေကိုသူမစီပေးလိုက်ပါတယ်။ဓမြကောင်းဆောင်ကတော့အဆိုပါမျိုးသမီးကိုဖမ်းသွားဖို့လုပ်နေခဲ့ပြီးတော့ထရန်ကဟက်ကောင်လေးလို့អော်လိုက်တဲ့အချိန်မှာဓမြတွေကမင်းမထိခိုက်ချင်ကိုလန်းကိုသွားလို့ပြောလိုက်ပါတယ်။ထရန်တယောက်တည်းဓမြ၃ယောက်ကိုအမောက်သိလိုက်တဲ့အချိန်ရွာသားတွေကလည်းဒုတ်တွေကိုစီကန်ဆွဲကတခြားချန်ရှိနေသေးတဲ့ဓမြတွေကိုရင်ဆိုင်ဖို့စူးစမ်းနေခဲ့ကြပါတယ်။ဒါပေမဲ့မတိုက်ခိုက်တတ်တဲ့သူတွေမို့မီရူကသူမရဲ့အစွမ်းနဲ့ဓမြတွေကိုလွှင့်ထွက်သွားအောင်လုပ်လိုက်ပါတယ်။ထက်ဆန်ကလည်းသူ့ကိုမရှင်နိုင်လို့ကြောက်လန့်နေတဲ့ဓမြခေါင်းဆောင်ကိုမင်းတို့လိုဆက်ပြီးတော့မကောင်းတာတွေလုပ်ပြီးတော့ရှောက်သွားနေမယ်ဆိုရင်ငါနဲ့တေချာပေါက်ထွက်တွေ့ရလိမ့်မယ်လို့ချိန်ချောက်လိုက်ပါတယ်။သူ့ကိုကြောက်နေတဲ့ဓမြကောင်းဆောင်ကလည်းစိတ်ထားကောင်းကောင်းထားပြီးရှင်သန်သွားပါမယ်လို့ပြောလိုက်တာနဲ့ထွက်သွားလိုက်ပါတော့တယ်။တန်ကတစ်ဖက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့လက်ထဲကနေလေတွေထွက်လာကဓမြတွေကိုတိုက်ခိုက်နေခဲ့တဲ့မီရူကိုရွာသားတွေကတအံ့တော်နဲ့ကြည့်နေခဲ့တာကိုတွေ့ရပြီးထဲဆန်းကသူမကိုခေါ်ကလူမြင်ကွင်းကနေအမြန်ဆုံးထွက်သွားခဲ့ပါတယ်။နဲ့ညဘက်ကိုရောက်တဲ့အချိန်မှာခုနတုန်းကဈေးထဲမှာအနိုင်ချင်းခံခဲ့ရတဲ့လင်မယားကထဲဆန်းတို့အိမ်ကိုလက်ဆောင်ပစ္စည်းတွေနဲ့ရောင်းလာခဲ့ပြီးနေ့လယ်တုန်းကအဖြစ်ပြက်တွေအတွက်အရန်ကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလင်မယားနဲ့အတူရွာသားအချို့လည်းပါလာခဲ့တာဖြစ်ပြီးတော့အစားအသောက်နဲ့အရက်တွေကိုပြင်ဆင်လာခဲ့တာမို့ခေါင်းဆောင်ဖြစ်သူထဲဆန်းလည်းအားနာနာနဲ့ပဲလက်ခံပေးလိုက်ပါတယ်။ထဲဆန်းရဲ့တပည့်တွေအားလုံးကလည်းပျော်ရွှင်သွားခဲ့ကြပြီးတော့အရက်တွေကိုတောက်ကမှောက်သွားခဲ့ကြပါတယ်။အချိန်ခဏကြာမှတော့ထဲဆန်းနိုးလာခဲ့ပြီးသူ့တပည့်တွေအားလုံးကအရက်မူးပုံပေါက်နေခဲ့တာကိုတွေ့ရပြီးတော့တစ်ဖက်မှာဆိုရင်လည်းမီရူကိုရွာသားတွေကကျိုးနဲ့တုတ်ကတိုင်မှာချီထားခဲ့ကြတာကိုတွေ့လိုက်ရပါတယ်။လက်ထဲကနေလေတွေထွက်လာတာကိုမြင်လိုက်ရတာမို့သူမကမကောင်းဆိုးဝါးဖြစ်မယ်လို့ရွာသားတွေကတထစ်ချယူဆထားခဲ့ကြတာပါ။ရွာသားတွေကတို့တွေကိုမကောင်းဆိုးဝါးလို့ထင်နေခဲ့ကြတာဖြစ်ပြီးတော့အကုန်လုံးကိုတပ်ပြရမယ်လို့ပြောလိုက်ကြပါတယ်။ဒါကြောင့်မို့လို့အသင်ပြင်ဆင်ထားတဲ့အောက်ကမီးပုံကိုမီးရှို့လိုက်ပြီးတော့ထဲဆန်းကဒါရီကိုမြင်လို့သူ့တပည့်တွေကိုနှိုးလိုက်တဲ့အခါမှာအားလုံးကခေါင်းကိုက်ပြီးတော့နိုးထလာခဲ့ကြပါတယ်။သူတို့နိုးလာခဲ့တဲ့အချိန်မှာမီရူကိုမီးရှို့ထားတာကိုမြင်လာရတဲ့အတွက်ရမ်းလန့်သွားပြီးတော့ထရန်ကအမြန်သွားကမီရူကိုကဲတင်ပေးလိုက်ပါတယ်။ထရန်ကစိုက်ထားတဲ့တိုင်ကြီးကိုနှုတ်ကရွာသားတွေဘက်ကိုပြစ်ထည့်လိုက်တဲ့အချိန်မှာရွာသားတွေလည်းကြောက်ပြီးတော့နောက်ဆုတ်သွားခဲ့ကြပါတယ်။အဲ့ဒီခေတ်ခါတုန်းကမကောင်းဆိုးဝါးလို့ချိန်မှတ်ခံရရင်လူတိုင်းကကြောက်ကြတာမို့အသေးသက်ပစ်ဖို့ပဲတွေးခဲ့ကြတာဖြစ်ပါတယ်။ရွာသားတွေကဒေါသထွက်နေတဲ့ထရန်ကြောင့်ကြောက်လန့်သွားကြပြီးအိမ်ထဲကနေထွက်ပြေးသွားခဲ့ကြပါတော့တယ်။ထရန်ကသူ့တပည့်တွေကိုဒါတွေကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလေးကလူသားတွေပြုမှုခဲ့ကြတဲ့ပုံစံတွေပဲလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်မို့လို့သူအသက်ရှင်နေတော့မှလူသားတွေနဲ့နောက်တစ်ခါထပ်ပြီးမပတ်သက်တော့ဘူးလို့ဆုံးဖြတ်ချက်ချထားခဲ့တာပါ။ဒါတွေကဟန်ရန်ခေတ်တုန်းကဖြစ်ပျက်ခဲ့တာတွေဖြစ်ပြီးတော့ထဲဆန်းကလက်ရှိချိန်မှာဒါတွေကိုပြန်လည်စဉ်းစားနေခဲ့တာဖြစ်ပါတယ်။နောက်တစ်ခါမှဆိုရင်တော့အတောင်ပံအနက်ရောင်နဲ့နတ်ဆိုးတစ်ပါးထွက်ပေါ်လာခဲ့တာကြောင့်သူ့အတွက်ပူဇော်ပွဲလုပ်ပေးနေခဲ့တဲ့သူတွေအားလုံးလည်းတအံ့တော်နဲ့ဖြစ်နေခဲ့ကြတာကိုတွေ့ရမှာပါ။အဲ့ဒီနတ်ဆိုးနာမည်ကအိုဂွေဖြစ်ပြီးနှစ်ပေါင်းထောင်နဲ့ကြည်အောင်စာမင်းကလိုက်ရှာနေခဲ့ရတာပါ။အိုဂွေကစာမင်းရဲ့လေပင်ကိုညှစ်လိုက်ပြီးနှစ်ပေါင်းထောင်နဲ့ကြည်အောင်လိုက်ရှာနေခဲ့တာမဟုတ်ပဲသူ့ကိုနှိုးဖို့အတွက်စိတ်ကူးလုံးဝမရှိခဲ့တာမဟုတ်ဘူးလားလို့ပြောလိုက်တာကြောင့်လူနှစ်ယောက်လည်းသူတို့ရဲ့ခေါင်းဆောင်ကိုကယ်တင်ဖို့အတွက်ပြေးဝင်လာခဲ့ကြပေမဲ့အိုဂွေကထိုသူတွေကိုသူ့ရဲ့အတောင်ပံနဲ့တိုက်ခိုက်ခဲ့ပါတယ်။ထိုသူကလည်းသူ့ကိုနှိုးပေးဖို့အတွက်အသက်ကိုပါရှင်ခဲ့ရကြောင်းပြောကထဲဆန်းမာရိုနဲ့တကွတမန်တော်တွေကအခုချိန်ထိဆက်လက်အသက်ရှင်နေတုန်းဖြစ်တာကြောင့်အိုဂွေရဲ့အကူအညီလိုအပ်တယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်ကျမှအိုဂွေကသူ့ကိုလှုပ်ပေးလိုက်ကအကြာကြီးနေမှသတင်းကောင်းကြရတာပဲလို့ပြန်ပြောလိုက်ပါတော့တယ်။ကျမ်းမှာဆိုရင်တော့မာဆိုရကဒိုနီကိုခေါ်ပြီးတော့မနက်ပိုင်းလေးချိန်ကန်လုံးနေကြတာကိုတွေ့ရမှာဖြစ်ပြီးဒိုနီကတော့သွေးပူလေးချိန်ကန်လုပ်ပြီးမောလာတဲ့အတွက်ကြောင့်ထိုင်ပြီးတော့နားနေလိုက်ပါတယ်။ဒါကြောင့်သူကဒီနေ့မှအားစားဆောက်လုပ်တာမို့ဒီလောက်ဆိုရင်တော်ပြီလို့ပြောကဟမ်မြကန်နာကိုရောက်တော့ခါဆွဲပြုတ်စားပြီးတော့မှပြင်ရမယ်လို့ပြောပြီးမာဆူရိုကိုပါအတူတူလိုက်ခဲ့ဖို့ခေါ်လိုက်ပေမဲ့တယောက်တည်းသာသွားတော့လို့မာဆူရိုကတုံ့ပြန်လိုက်ပါတယ်။
နောက်တစ်ခါမှဆိုရင်တော့နှစ်ပေါင်းထောင်နဲ့ချီကြာတော့မှလူတွေကြားထိတ်ကိုပြန်ရောက်လာခဲ့ရတဲ့အိုဂွေကသူမမြင်ဖူးတဲ့အရာတွေကိုကြည့်ရင်အံ့ဩနေခဲ့ပြီးတနေရာအရောက်မှာတော့ခေါင်းအရန်ကိုက်သွားခဲ့ရပါတယ်။သူကအဆိုပါလမ်းမကြီးပေါ်မှာလမ်းလျှောက်လာခဲ့ရင်းနဲ့သူနဲ့မျက်နှာချင်းဆိုင်ကနေမာရူလည်းဖြတ်လျှောက်သွားခဲ့တာပါ။တမန်တော်နဲ့နတ်ဆိုးတို့အချင်းချင်းမသိစိတ်ထဲကဆွဲအင်းတွေကတတိထားမိနေခဲ့ကြပေမဲ့သူတို့နှစ်ယောက်ကတော့စဝေးစွာသာဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။ပန်းချန်တစ်ခုထဲမှာထိုင်ရင်းတဲ့အိုဂွေကလွန်ခဲ့တဲ့အတိတ်တုန်းကသူ့ကိုထဲဆန်းတို့ကအနေနဲ့တိုက်ခိုက်ခဲ့ကြပြီးငရဲတကားကိုပိတ်ကသူ့ကိုလည်းကြောက်နံရံကြီးတွေရဲ့အောက်မှာပိတ်လောင်ထားခဲ့တာကိုပြန်ပြီးတော့တွေးတောနေခဲ့ပါတယ်။သူဟာသေးတာလည်းမဟုတ်ရှင်တာလည်းမဟုတ်ပဲငရဲမှာထာဝရပိတ်လောင်ထားဖို့ထဲဆန်းတို့ကအစီမံခဲ့တာပါ။သူကဘုရားသခင်ကိုဆန့်ကျင်ပြီးတော့လောကကြီးကိုငရဲကြအောင်လုပ်ခဲ့တဲ့အတွက်ဒီပြစ်ဒဏ်တွေကိုခံစားခဲ့ရတာဖြစ်ပါတယ်။ညဘက်စားသောက်ဆိုင်တစ်ခုမှာအတူတူစုဝေးနေခဲ့ကြတဲ့တမန်တော်တွေကိုတွေ့လိုက်ရတာဖြစ်ပြီးနေကဘသူရဲ့မွေးနေ့လဲလို့ပြောလိုက်တော့ဘန်ဝူကသူ့ရဲ့ထဲကမပုံချင်းကက်လေးကိုထုတ်ပြလာခဲ့ပါတယ်။ဒီကက်လေးကဟိုးရင်ကလေးကလှုပ်ထားခဲ့တာဖြစ်ပြီးတော့အရန်ကိုဟောင်းတွန်းနေပြီးမို့တခြားသူတွေကစိတ်ဝင်စားနဲ့ကြည်နေကြတဲ့အချိန်ဘီကတယောက်ကသူမရဲ့ကက်ကိုယူပြီးအထဲကဓာတ်ပုံကမြို့ကိုပထမဦးဆုံးတက်လာတဲ့တောသူလေးတယောက်ပုံစံပဲလို့ပြောလိုက်တာကြောင့်ဘန်ဝူလည်းစိတ်ဆိုးသွားခဲ့ရပါတယ်။တစ်ဖက်မှာဆိုရင်ဘာတစ်ခုမှထိုင်ကဝိုင်တောက်နေတဲ့မာရူရဲ့အာယုံထဲမှာသူမကကြောက်ဆောင်ကြီးတွေကြားထဲကိုရောက်နေတဲ့ဆိုတာကိုဖြတ်ခနဲ့အာယုံရလိုက်ပါတယ်။ကြောက်ဆောင်ကြီးတွေရဲ့ကြားထဲမှာအနက်ရောင်ဝတ်စုံတဲ့လူတစ်ယောက်ရှိနေခဲ့တာကိုလည်းတွေ့ရပြီးတော့ထိုသူကသူမဖက်ကိုရုတ်တရက်လှည့်လိုက်တဲ့အချိန်မှာထိုသူရဲ့မျက်လုံးတွေကအဖြူရောင်မရှိဘဲလုံးဝကိုမဲနှံ့နေတာကိုထိတ်လန့်စရာကောင်းအောင်တွေ့လိုက်ရပါတယ်။ဒီလိုနဲ့သူမကရုတ်တရက်နဲ့လက်ရှိချိန်ကိုပြန်ရောက်လာခဲ့ပြီးတော့နေသက်စွာထိုင်နေခဲ့တဲ့အချိန်မှာသူမဘေးကိုအောက်တန်းစားနှကောင်ရောက်လာခဲ့ကထိကဘာရှိကဘာတွေကိုစတင်ပြီးတော့ပြောဆိုနေခဲ့တာကိုတွေ့ရသူတွေကသူတို့ရဲ့အိမ်မှာအကောင်စားအရက်တွေရှိနေတာကြောင့်အေးစစ်စစ်အိမ်မှာပဲသွားတောက်ရအောင်လို့ဆိုကသူမပခုံးကိုဖက်လိုက်တဲ့အချိန်မှာသူမလည်းတစ်ချက်ထဲနဲ့ထိုသူနှစ်ယောက်ကိုအမှောက်သိမ်းလိုက်ပါတယ်အဲဒီနောက်မှာမာရူကငွေရှင်းငါဘားတွေကနေအေးဆေးပဲထွက်လာခဲ့ပါတော့တယ်မြမလာတဲ့မိုးမျှော်တိုက်ကြီးတွေရဲ့အပေါ်မှာထိုင်နေတဲ့အိုဂွေကမီးရိထိန်ထိန်လင်းနေတဲ့မြို့ကြီးကိုကြည့်ပြီးတော့ဒါရီအားလုံးကလူသားတွေတိဆောက်ထားတာပေါ့လို့ရေရွှနေခဲ့ပါတယ်။ဆက်လက်ပြီးတော့စာမင်းကိုလူသားတွေကဒီလိုမျိုးတိုးတက်နေတဲ့အချိန်မှာမင်းကရောဘာတွေလုပ်နေခဲ့တာလဲလို့မေးလိုက်တော့စာမင်းကဟဲ့တဲ့သေးဆုံးပြီးတော့ငရဲတကားဝလည်းပိတ်သွားခဲ့တဲ့အချိန်မှာသူ့ရဲ့စွမ်းရည်တွေကအားလုံးဆုံးရှုံးသွားခဲ့ရပြီးတော့သူ့အနေနဲ့တခုတည်းကြံရှိနေတဲ့သူ့ရဲ့အသက်ကိုကတ်တွဲထားရင်းနဲ့ပဲအိုဂီကိုပြန်လည်နှိုးထားဖို့အတွက်စ조사နေခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကြောင့်အိုဂီကသူ့စီကနေလိုချင်တာပါများလဲလို့မေးလိုက်တဲ့အခါမှာထပ်ပြီးတော့လောကကြီးကိုတည်ချင်းတရားကျိန်စာတွေနဲ့ပြည့်နှက်နေတဲ့ငရဲလိုမျိုးနေရာဖန်တီးရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုလုပ်ဖို့အတွက်အိုဂီရဲ့စွမ်းရည်တွေကိုလိုအပ်နေတာဖြစ်ပြီးတော့တမန်တော်တွေကလည်းအခုချိန်မှာလူသားတွေလိုပဲနေထိုင်နေရတဲ့အတွက်ကြောင့်ဒီချိန်မှာသူတို့တွေအတွက်အဖြစ်နိုင်ဆုံးပဲလို့ပြောလိုက်ပါတယ်။ပြီးတော့ဆာမင်းကဟေထေရဲ့စွမ်းရည်တွေကိုဝိညာဉ်ကြောက်တုံးသုံးလုံးမှာခြံခဲ့တဲ့အကြောင်းနဲ့အဲ့ဒီကြောက်တုံးတွေကိုစုပေါင်းပြီးတော့နဂါဝိညာဉ်ကိုအစာကျွေးလိုက်ရင်တမန်တော်တွေထက်ပုံမိုထူးခဲ့တဲ့စွမ်းအင်ရရှိမှာဖြစ်ကြောင်းနီလန်းကိုပြောပြနေလိုက်ပါတယ်။ငွေထက်ကောက်ကျတဲ့မင်းတို့လူမျိုးရဲ့စကားတွေကိုဘယ်လိုလုပ်ရှောင်ရမှာလဲလို့အိုဂီကမေးလိုက်တဲ့အချိန်မှာဆာမင်းကဒါဟာသူ့အတွက်မသေးမျိုးဖြစ်နိုင်မဲ့နောက်ဆုံးအခွင့်အရေးတစ်ခုပဲလို့ပြောပြလိုက်တာမို့အိုဂီလည်းယုံကြည်သွားခဲ့ပါတော့တယ်။ဒါပေမဲ့သစ္စာဖောက်ဖို့စူးစမ်းမယ်ဆိုရင်တော့မင်းရဲ့ခေါင်းကိုမင်းရဲ့ခန္ဓာကိုယ်တွေကနေဆွဲထုတ်ပြရလိမ့်မယ်လို့အိုဂီကထပ်ပြီးတော့ချိန်ချောက်ထားခဲ့လိုက်ပါတယ်။နောက်တစ်ခါမှဆိုရင်တော့ကြော်စားနေခဲ့ကြတဲ့တမန်တော်တွေကဒိုနီကိုဘာဖြစ်လို့မစားရလဲလို့မေးလိုက်တော့မင်းညတော့ကအိမ်မက်ထဲမှာကြက်တငယ်ချင်းတွေရောက်လာခဲ့ကြပြီးသူ့ကိုဖတ်ထားတယ်လို့အိမ်မက်ခဲ့တာကြောင့်ကြက်ကြော်မစားနိုင်တာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။သူတို့ဒီနေ့ဘာလုပ်ဖို့အစီအစဉ်ရှိလဲဆိုတာကိုအချင်းချင်းတိုင်ပင်ဆွေးနွေးနေခဲ့ကြတာပါ။ကားစင်တာတစ်ခုမှာအကျွေးသွားသိမ်းတဲ့ခေါင်းဆောင်ကတော့သူ့ရဲ့ထုံးစံတိုင်းလူဆိုးတွေကိုရိုင်းနဲ့နှိပ်စက်ခဲ့ပြီးတော့ပတ်စံတွေကိုသိမ်းစီကပြန်လာခဲ့ပါတယ်။ကားပေါ်ကိုရောက်တော့သူသိမ့်နေမကောင်းချင်တာနဲ့သူ့ရဲ့ဆေးတွေကိုတောက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲဆေးကကုန်နေပြီဖြစ်တာကြောင့်ဆေးခန်းကိုဖုန်းဆက်ကဒီနေ့လာလို့ရမလားလို့မေးလိုက်တယ်။ပြီးတာနဲ့သူကခင်ဆောင်ဟမ်ဆေးယောဂအထူးကုဆေးခန်းကိုထွက်လာခဲ့လိုက်ပါတော့တယ်။ဆေးခန်းကိုရောက်တာနဲ့ထေဆန်းကသူကဆေးကုန်သွားတာနဲ့ရှင်ဘက်တွေတင်းကျပ်ပြီးအသက်ရှူလို့မရတော့အောင်ဖြစ်နေတဲ့ဆွဲကြောင်းဆရာဝန်ကိုပြောပြလိုက်တော့ဆရာဝန်ကဆွေးနွေးထားတဲ့အရာတွေကြောင့်နည်းနည်းလေးမှအသက်တာတာမျိုးမရှိဘူးလားလို့မေးလိုက်တော့ထေဆန်းလည်းနည်းနည်းမှမသက်တာလာပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။ဆရာဝန်ကသူ့ကိုမယုံကြည်လို့စိတ်မကောင်းကြောင်းဒရက်ဆက်ပြောနေတဲ့အချိန်မှာပဲထေဆန်းကသူ့ရဲ့ဘောင်းမီအိတ်ကတ်ထဲကပတ်စံတစ်ထက်ကိုထုတ်ပေးလိုက်တဲ့အချိန်မှာဆရာဝန်လည်းပါးစပ်ပိတ်သွားပြီးအသာလေးထွက်သွားခဲ့ပါတယ်။ထေဆန်းကတော့စိတ်ခမ်းမှာလဲလျောင်းအေးဆန်နေခဲ့တယ်။
ပေးနေတဲ့ငရဲတကားပေါရဲ့ရှေ့မှာရဲနေတဲ့စာမင်းကိုသူ့ရဲ့တပည့်တယောက်ကအခုချိန်မှာနောက်မကျသေးတာမို့အိုဂီကိုရှင်းပစ်လိုက်ဖို့အတွက်ပြောလိုက်ပေမဲ့သူကတော့ခဲ့ပါဘူး။အဲဒီနောက်မှာတော့သူကတပည့်နှစ်ယောက်စီကနေဆွမ်းအားတွေကိုဆုပ်ယူလိုက်ကသူ့ရဲ့တပည့်တွေကလည်းမကောင်းဆိုးဝါးတွေအဖြစ်ပြောင်းလဲသွားတာကိုမျက်မြင်တွေ့ရမှာဖြစ်ပါတယ်။ညဘက်မှာကားမောင်းနေတဲ့စုံနောက်ကြီးကတခုခုမူမမှန်တာကိုသတိထားမိတဲ့အတွက်ကြောင့်သူ့ရဲ့လက်ပင်ကဆွဲကြိုးကိုထုတ်ကြည့်လိုက်တဲ့အချိန်မှာဆွဲကြိုးစီကနေအစိမ်းရောင်အလင်းနှန်းတွေထွက်ပေါ်နေတာကိုတွေ့လိုက်ရပါတယ်။တမန်တော်တွေအားလုံးကလည်းဒီအချက်ပြမှုကိုလက်ခံရရှိခဲ့ကြပြီးဖြစ်ပြီးတော့အားလုံးကတော့ထိတ်လန့်နေခဲ့ကြတယ်။အခုချိန်မှာယုံစင်းကကားပါကင်ကိုရောက်လာတဲ့မီရူကရုတ်တရက်သူရှိမှလူဆိုးတွေအများကြီးရောက်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့လူတွေအားလုံးကမကောင်းဆိုးဝါးတွေဖြစ်ကြပြီးတော့သူမစီကိုတိုက်ခိုက်ဖို့အတွက်အရှိန်နဲ့ပြေးဝင်လာခဲ့ကြတာပါ။သူမကတိုက်ခိုက်ခံရပြီးတော့ဖမ်းချုပ်ခံရဆဲမှာပဲတမန်တော်တွေကရောက်လာခဲ့ကြပြီးမကောင်းဆိုးအဖြစ်ကိုပြောင်းလဲနေတဲ့လူဆိုးတွေနဲ့တိုက်ခိုက်ခဲ့ကြပါတော့တယ်။ဒါပေမဲ့လို့လေတမန်တော်တွေကဘာဆွမ်းမှမရှိတော့တာကြောင့်သူတို့တွေသာလူးလိမ့်အောင်ခံနေရတော့တာပါ။အဲ့ဒီအချိန်မှာအိမ်ကိုပြန်ရောက်လာတဲ့ထေဆန်းကဘာတွေဖြစ်ပျက်နေလဲဆိုတာကိုမသိသေးပဲအိမ်မှာဘာကြောင့်ဘယ်သူမှမရှိရတာလဲလို့စဉ်းစားနေခဲ့တယ်။အဲ့ဒီချိန်မှာပဲတခုခုကိုတွေးမိသွားပြီးတော့သူ့ရဲ့အန်ဆွဲလေးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့လေဆွဲလေးကအပြာရောင်လေးတန်းလေးလင်းနေတာကိုတွေ့လိုက်ရတဲ့အတွက်အရာအလုံးကိုသဘောပေါက်သွားခဲ့ပါပြီ။စုံနောက်ကြီးလက်ကားပါကင်ကိုအမောတကောနဲ့ရောက်လာခဲ့ကသူ့လူတွေဘလို့အခြေအနေရှိလဲဆိုတာကိုလိုက်ဆောင်စမ်းနေတဲ့အချိန်မှာပဲအပိုင်းနဲ့ဒီနေရာမှာတည်းပဲပြီးဆုံးသွားခဲ့ရပြီးဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ channel လေးကိုအခုလိုမျိုးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိလိုက်ပါတယ်။အပိုင်း 3ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ရသေး subscribe လုပ်သွားပေးပြီးတော့ဘေးနားက notification bell လေးကိုလည်းနှိပ်သွားပေးဖို့အတွက်မြတ်တာရက်ခံလိုက်ပါစေရှင်။